မအခုရုံမဲ့ကြပြလေးကတော့လှိုင်ထိတ်ခေါင်တင်မင်းသမီးလေးရဲ့စိန်ချူးကြာညောင်းဆိုတဲ့ဘောလေရတူလေးပဲဖြစ်ပါတယ်ရှင်စိန်ချူးကြာညောင်းလာရောင်လင်းသောမှန်ရွှေဖြူပတင်းရေကမေခုညောသုံးချက်စီတော်ရိုက်စောညင်းတယ်လေးလင်းရွှေချက်စောမနဲ့မိုးလင်း3 နာရီလဲထိုးလာပြီလင်းချက်ကလေးတွေလည်းတော်လာပြီဒါပေမဲ့သူ့ရဲ့ချစ်သူကတော့ခုချိန်ထိပြန်မလာသေးလို့သူ့မှာပရင်ပေါက်ကနေမျောနေရတယ်ပေါ့လေသစင်သင်းပါတဲ့ခင်ပြန်ပုံလာနိုးငယ်မဲမျောလို့တကူတော်ထူသစင်နံလေးတွေသင်းနေတဲ့ဆက်ရခန့်မှာပေါ့ရောက်လာနူးနဲ့မျောနေရတာလေသူ့မှာကြားလှပြီပေါ့အဲ့ဒီအချိန်မှာပဲထွေးရစိတ်ကူးပါလို့ဖူးရွှေလက်တင်ဖြစ်ရှိကုန်းစင်ဘဝင်တုံဆွေးတယ်လေတွေးကြံလိုက်ရင်သစ္စာတော်စူးပါလိတ်စူဦးကပင်ထွေးရလေးပါသူစိတ်ကူးမိတယ်နှစ်ဖူးပေါ်လက်တင်ပြီးတော့ပေါ့နော်ဟိုးရှေးတုန်းကအကြောင်းလေးတွေကိုတွေးပြီးတော့သူဆွေးရတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ခင်လေးကိုမောင်ကျင်ခဲ့ရာသက်တွင်ပဲနောင်သွေမလွဲပါဘူးယုံတော့မေသူ့ရဲ့ချစ်သူကတော့ကျမတို့လည်းသိခဲ့တယ်ပေါ့နော်သူလည်းဆိုတော့ကနောင်မင်းသားကြီးပါကနောင်မင်းသားကြီးကသူ့ကိုဘာပြောခဲ့လဲဆိုတော့တစ်သက်လုံးပေါ့နော်တစ်သက်လုံးကျန်နာပါမယ်နောင်လဲပေါ့သူ့ရဲ့ချစ်ချင်းမြတ်တာတွေကမပြောင်းလဲပါဘူးတဲ့ယုံပေးပါလို့ဆိုပြီးတော့ပြောခဲ့တာပေါ့အဲ့ဒီမှာလေကျမကဘာတစ်ခုသွားပြီးစဉ်းစားမိလဲဆိုတော့လှိုင်ထိတ်ခေါင်တဲ့မင်းသမီးလေးရဲ့ဘဝကအရန်နဲ့တနာစရာကောင်းနေရှင်သူကလေးဟာအသက်17နှစ်မှာပေါ့နော်သူ့ရဲ့ဖခင်မီးတော်တာယာရီမင်းတရားကြီးကသူ့ရဲ့မိခင်ပေါ့မိခင်ကိုတဲ့သူ့ကိုတပ်ဖြတ်တဲ့ကိစ္စမှာပါဝင်ပြီးတော့ပတ်သက်တယ်ဆိုပြီးတော့ကွပ်မျက်လိုက်တာရှင်ကွပ်မျက်လိုက်တဲ့အခါကျတော့အဲ့ဒီအချိန်မှာတာယာရီမင်းတရားရဲ့စိတ်နှလုံးကလည်းမကြမ်းမမာဖြစ်နေတယ်လို့ပေါ့နော်ဖတ်ရတဲ့စာရီအရာမှာကျွန်မဟာသိခဲ့ရတာအဲ့လိုဆိုတဲ့အခါကျတော့သူကလေးခမညာမှာမိခင်ကလည်းကွပ်မျက်ခံလိုက်ရတယ်တပ်ဖြတ်ခံလိုက်ရတယ်ဖခမီးတော်ကလည်းစိတ်ပိုင်းဆိုင်ရာမှာအဆင်မပြေတဲ့ခါကျတော့သူကလေးကိုမကြည့်ရှုမဆောင်ရှောက်နိုင်ဘူးပေါ့အဲ့လိုအချိန်မှာသူ့ရဲ့မိခင်တက်လိုက်တဲ့အချိန်မှာသူ့ရောအသက်ခံရမှာလားပေါ့17 နှစ်အရွယ်ကလေးတယောက်ရဲ့တော့ကောက်ကိုကျွန်မစဉ်းစားကြည့်မိတယ်ရှင့်သူလေးဘလောက်များစိတ်ဆင်းရဲခဲ့ရမလဲပေါ့နော်ဒါပေမဲ့သူလေးတစ်ခုကံကောင်းတာကကျွန်မတို့ရဲ့မင်းတုံးမင်းတရားကြီးရဲ့မိဘရဲ့ခေါင်းကြီးဖြစ်မဲ့စัจ जा ဒေဝီမင်းသမီးလေးပေါ့သူကလေးကကြတော့လေမင်းသမီးတစ်ပါးဖြစ်ပင်မဲ့ပညာတွေတက်ကျွမ်းတယ်ပြီးလို့ရှိရင်ဘေးတဲ့ပိုင်းဆိုင်ရာပေါ့နော်ကျမ်းဂန်ပိုင်းဆိုင်ရာဘာသာရေးပိုင်းဆိုင်ရာမှာအရန်တက်ကျွမ်းပြီးတော့မြင့်မြတ်တဲ့လူတကာကလေးစားရတဲ့မိမ့်မမြတ်ကလေးပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့စัจ जा ဒေဝီမင်းသမီးလေးကနေပြီးတော့သူ့ရဲ့ဖခမီးတော်ကိုဒီကလေးလေးရဲ့အသက်ကိုကယ်ပါမယ်သူ့ကိုအသက်ရှင်ခွင့်ပေးပါဆိုပြီးတော့သူကတောင်းလိုက်တာအဲ့ဒီအချိန်မှာဒီစัจ जा ဒေဝီမိဖုရားလေးကလည်းလူကလေးစားရတဲ့မြင့်မြတ်တဲ့တီကြည်တဲ့မိန်းမပြိုလေးတယောက်ဖြစ်နေတော့သူ့ရဲ့ဖခင်မီးတော်ကြီးကိုယ်တိုင်ကကိုသူ့သမီးလေးအလိုရှိရာကိုအမြဲတမ်းလုပ်ပေးရတယ်ပေါ့ရှင်အဲ့လိုဆိုတဲ့ခါကျတော့လှိုင်ထိတ်ကောက်တဲ့မင်းသမီးလေးကသူ့ရဲ့အသက်ဘေးကနေပြီးလွတ်မြောက်သွားတယ်ပေါ့အဲ့တော့ခါကျတော့သူ့ရဲ့17 နှစ်အရွယ်ကလေးဘဝစိတ်ဆင်းရဲမှုကဘယ်လောက်တောင်မှကြီးမားခဲ့မလဲလေနော်အဲ့တော့တဲ့သူကဒီကနောင်မင်းသားကြီးဟာသူ့ရဲ့ငယ်ချစ်သူ့ရဲ့ဖူးငုံသစ္စာအရွယ်ပေါ့အဲ့ဒီအချိန်မှာတည်းကသူကချစ်ခင်ခဲ့ရတဲ့ချစ်သူပေါ့သူ့ရဲ့စိတ်နှလုံးလေးအားလုံးကိုပေးထားရတဲ့ချစ်သူပေါ့လေသူ့မှာလည်းတွေ့တာစရာဘယ်သူမှလည်းမရှိဘူးဆိုတဲ့အခါကျတော့သူကကနောင်မင်းသားကြီးကိုလည်းသူ့ရဲ့စိတ်ထဲမှာအရန်လဲတွေ့တာတယ်အရန်လဲချစ်ခင်တယ်ပေါ့ဒါပေမဲ့ကနောင်မင်းသားကြီးကလည်းတိုင်းရေးပြည်ရာကိစ္စတွေနဲ့အလုပ်များတယ်ပြီးတော့ကနောင်မင်းသားကြီးကိုယ်တိုင်ကလည်းချစ်ရေးချစ်ရာကိစ္စတွေများတယ်လို့ကြားသိရတယ်ရှင်အဲ့လိုမျိုးဆိုတဲ့အခါကျတော့သူကလေးက
ဝမ်းနဲ့အားငယ်ရတာပေါ့နော်သူခင်ဗျာမှာငယ်စဉ်ဘဝတုန်းကလည်းချစ်ချင်းမြတ်တာနဲ့ပတ်သက်လို့ရှင်ရင်ကံမကောင်းခဲ့ဘူးကနောင်မင်းသားကြီးရဲ့အပြောဟောလေးတွေကလည်းကောင်းနေဆိုတဲ့ခါကျတော့သူ့အနေနဲ့တွေ့တာမိတာပေါ့ရှင်ကနောင်မင်းသားကြီးကဘာပြောလဲဆိုတော့ပြတူဆောင်ပွေးတီဟာတက်နေလေစိုးညာမြင့်နေနတ်ဒေဝီဖျားတော်လေတပါမသွေရှစ်ပြမချွေပါလို့အောင်စီရညွန်မတ်ချီရွေဝန်းငင်နှင့်ရေသွန်းတော်ခံမဟေတီမှန်ဒေဝီတက်တယ်လေဦးစေထက်ရန်ဒီမဲတင်စားပါလို့ကနောင်မင်းသားကြီးကတဲ့သူ့ကိုပေါ့နတ်ဒေဝီတွေကဘလို့တောင်ဖျားယောင်းတော်လဲဒီတူးကလွဲလို့ဒီလိုက်ထိတ်ခေါင်တဲ့မင်းသမီးလေးကလွဲလို့သူကမဖောက်ပြားပါဘူးတဲ့စုချွေပါတယ်ပေါ့ညီမတွေအားလုံးကိုစုချွေပါတယ်အဲ့လိုမျိုးပြောခဲ့ပြီးတော့တဲ့သူ့ကိုအမတ်ဘူပါတွေဝိုင်းရံပြီးတော့ရေသွန်းပြီးသူ့ရဲ့မဟေတီဒေဝီအမှန်ဆိုပြီးတော့မိဖုရားမြောက်ခဲ့တာပေါ့လေအဲ့လိုမျိုးကိုတဲ့အဲ့လိုမျိုးထိအောင်သူ့ကိုချစ်ပြခဲ့တယ်ပေါ့ကျင်းအားငယ်တန်းခုများမှာတညံနှင့်မူဟန်တော်ချာပြုတော်မူအားသူမှုမြတ်ချတော်မုံမတိပြင်းပြင်းအရင်သူစိမ့်တယ်လေပိမ့်ပိတ်လို့ခြုံအချစ်ကိုယုံပုံပါငဲ့အလုံးရှောင်းလွှဲနေပြောလို့မကြည်တော်မြတ်တော်ဖုံးနေဘဲအတွက်ကြောင့်မုံအခုများမှာတော့တဲ့မတိကြအောင်ဆောင်နေပေါ့နော်သစိမ့်နေလို့ပဲမြင်တွေ့တဲ့ခါမှာလဲမျက်နှာထားကြီးကသုံးမှုံပြီးတော့နေတယ်ပေါ့လေနေနိုင်ပါတယ်တဲ့နေနိုင်တဲ့အတွက်ကြောင့်မို့လို့သူ့မှာစိတ်ဆင်းရဲပင်ပန်းရတယ်ပေါ့သူ့မှာတော့အချစ်ကိုယုံပြီးတော့ပုံခဲ့ရတယ်အခုတော့သူ့ကိုရှောင်လွှဲပြီးတော့တခြားနေရာမှာပြောတယ်ပြီးရင်သူ့ကိုလည်းမကြည့်ဖြူဘူးပေါ့ဘယ်အတွက်ကြောင့်များမုန်းရပါသလဲလို့လိုက်ထိတ်ခေါင်တဲ့မင်းသမီးလေးကသူ့ရဲ့ခံစားချက်တောကကိုစိန်ချူးကြညောင်းဆိုတဲ့ကြပြလေးနဲ့ခံစားတင်ပြထားတာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်